ဒီနေ့ကလောကီနာနောက်ဆုံးနေ့ဖြစ်တယ်။ဘာလို့လဲပြင်ပန်းနေကြတယ်။တော်တော်ပြင်ပန်းနေကြတယ်။ပြီးတော့လက်ချံကိုပွဲလေးရောက်အကောင်းဆုံးလည်းပြင်နေခဲ့တယ်။ဒါကလည်းမစောနေဘူး။စိတ်ပါကိုရောက်အဆုံးထိထိုက်တဲ့တဏ္ဍာနဲ့တရားကိုကြိုးစားကြတာ1914မှာမွေးဖွားပြီးတော့2003ခုနှစ်မှာတည်ဆုံးတဲ့ဒေါက်တာပရိုဂရမ်ဆိုတဲ့ဒေါက်တာတယောက်ပိုင်ပုံညာနဲ့မှာသာသနာ့ခွဲစိတ်ဆရာဝန်ကြီးဖြစ်သူကခရစ်ယာန်ယုံကြည်ခြင်းနဲ့စိတ်ညာတွဲပြီးတော့စောင့်ပြီးနာရီထုတ်ခဲ့တဲ့သူတရားအိန္ဒိယနိုင်ငံမှာလူနာယောဂနဲ့ဂျားမှာအလုံးလုံးနေတယ်ခြေလက်တွေပြည့်စည်တူသွားခြင်းကိုကုသဖို့ reconstructive surgery ပြန်လည်အစားထိုးခွဲစိတ်ကုသခြင်းကိုပြုပြင်ဖို့အမှားအဆုံးပြုလုပ်ခဲ့တဲ့ခွဲစိတ်ဆရာဝန်ကြီးတယောက်ဖြစ်ခြေလက်တွေတူသွားခြင်းပြည့်စည်သွားခြင်းကိုခွဲစိတ်ပြုပြင်ဖို့ပထမဦးဆုံးပြုလုပ်တဲ့ခွဲစိတ်ဆရာဝန်ကြီးတို့ဖြစ်တယ်လူနာယောဂတွေခံစားနေတဲ့ဝေဒနာတွေပုတ်ဆွေးလာခြင်းကြောင့်ခြေလက်တွေပြည့်စည်သွားတယ်အဲ့ဒေါက်တာပရိုဂရမ်တိုင်ရင်ကအားလုံးကဆိုနေတဲ့နေရာခြေလက်တွေသွားတာပုတ်ပြီးပြည့်စည်သွားလို့တွေ့ကြသွားလို့ပြုတ်ကြသွားလို့ပုတ်သွားလို့ပြည့်စည်ရလို့ဒေါက်တာပရိုဂရမ်တိုင်ရင်လူတွေအဲ့လိုထင်ခဲ့ကြတယ်ဒါမဲ့နောက်ပိုင်းဒေါက်တာပရိုဂရမ်တွေ့ရှိတာနာကျင်တဲ့ဝေဒနာကိုခံနိုင်စွမ်းရည်မရှိတော့တဲ့အတွက်ကြောင့်အဲ့လိုဖြစ်တယ်နာခြေရက်တွေတက်ကြတာဘာကြောင့်သူမှနာကျင်တဲ့ဝေဒနာကိုခံနိုင်တဲ့စွမ်းရည်သူမှမရှိတော့ဘာလို့သူတို့ချားလို့သူတို့ထိခိုက်နေမှာမပြီးတော့ဘာလို့သူမှနာကျင်တဲ့ဝေဒနာမရှိတော့အမှယောဂတွေလည်းသူတို့ဘာလို့သူတို့ဖြတ်ပြီးနေတာကိုသူတို့ကမသိကြဘူးသူတို့လမ်းလျှောက်သွားတဲ့အခါမှာသူတို့ခြေထောက်တွေစူးနေတယ်စူးမိတယ်တန်ရဲ့ခြေထောက်ထဲမှာနေနေတယ်တွန်းနဲ့လေကြီးနဲ့တိုက်နေတယ်ခဏခဏတိုက်နေတယ်ဒါပေမဲ့သူတို့မှာစူးနေတာလည်းမသိတန်ခြေထောက်ထဲဝင်နေရတယ်မသိခြေထောက်နဲ့လေကြီးတိုက်သွားတာလည်းမသိအဲ့လိုတွန်းနဲ့သူတို့ခြေထောက်တွေကပြက်စီးပြီးတော့ပုတ်ပြပြီးတော့သူတို့ရဲ့ tissue ခေါ်တဲ့အသားအစားတွေဖြည့်ဆည်းခံရတယ်။နောက်ပိုင်းဒီလိုသားတွေထိခိုက်ပြည့်စည်သွားတယ်။အဲ့မှာဒေါက်တာပြောမှာအဲ့ချက်ကိုသိရတယ်။တကယ်တော့ဒီအောက်ပွားပြီးပြည့်စည်လို့ပေါ့။သူတို့နာကျင်တဲ့စွမ်းရည်ကိုနာတယ်ဆိုတော့စွမ်းရည်မသိလို့လားလေ။အဲ့လိုဖြစ်တယ်ဆိုတဲ့အချက်ကိုသိရတာမှာသူတို့ကိုအကောင်းဆုံး view စိုက်ပြီးတော့သူတတ်ပြီးတယ်ဆိုရင်ခြေလက်အင်္ဂါဆိုတဲ့ကြာပြီးနေလို့ရတယ်ဆိုတဲ့အချက်ကိုသူတွေ့ရှိတယ်။အဲ့တော့ကျွန်တော်တို့ဘာလောကကြီးမှာနာကျင်မှုတွေဘာကြောင့်ရှိကြလို့လူတွေရဲ့ပြဿနာကိုဒီဒေါက်တာပေါ်ခံကစာခဲ့ဘာကြောင့်နာကျင်ခြင်းကိုဘာလောကကြီးမှာထားရလဲ။အဲ့တော့ကျွန်တော်ဝေဒနာဆိုတာကစဉ်တန်ခြင်းရဲ့နာကျင်ခြင်းဆိုတာကရှင်တန်ခြင်းရဲ့စံချိန်ပဲမဟုတ်ဘူးဆိုတာကျွန်တော်သိရတယ်။ကျွန်တော်အသက်ရှင်ဖို့အတွက်နာကျင်ခြင်းဝေဒနာကျွန်တော်တို့လိုအပ်တယ်။ခန္ဓာကိုယ်ကနာကျင်မှုဝေဒနာကိုခံစားခြင်းအဖြစ်ကျွန်တော်ဆက်လက်အသက်ရှင်နိုင်အောင်ကျွန်တော်ဖျားတယ်ဘာဝဆိုတဲ့နာကျင်တဲ့ဘာဝကိုနာရယ်ဆိုတဲ့ဘာဝကိုဖျားတယ်ထည့်ပေးထားခြင်းဖြစ်တယ်။အဲ့တော့ဒေါက်တာပရိုဂရမ်
မလို့ခြင်းနဲ့ဝေဒနာကျေးဇူးတော်ဆိုတဲ့စာအုပ်နဲ့သူစာအုပ်ရေးခဲ့တယ်အဲ့တော့ကျွန်တော်နာကျင်မှရတယ်ကျွန်တော်အကောင်းဆုံးဥမာတစ်ခုပြရမယ်ဆိုရင်လူကြောကနှင်းချက်နေတဲ့အခါမှာအဲ့ဒီမှာဓမ္မအိုက်တော့လည်းတကယ်ကိုဝေကြီးပွဲတော့ဓမ္မအိုက်တော့လည်းကြည့်နေနှင်းချက်ကြီးကစက်တုံတွေပြီးနေအာတန်ကောင်းရရတာဘလို့ဆိုတော့ဒီပြန်ရတယ်အယောင်မြောက်တော့ပြောနေတဲ့စက်တုံတွေလီနဲ့အမြမအိုက်တော့ဒီရလေတီးနဲ့အောက်ကလီနဲ့ငုံကြည့်ရတဲ့မှာလက်ချောင်းကရှိတော့ပို့ပြီးတက်သွားတယ်ဘာလို့ဒါနဲ့လီကလက်ကိုလီအဲ့ဒါဥမာတစ်ခုပဲနာကြည့်ချင်းဝေနာမရှိတော့ဘူးဆိုရင်တို့အဲ့လိုလက်တွေတီးလို့ဒီမှာလည်းမသိဖြတ်ပြီးလို့ဖြတ်ပြီးလည်းမသိပါဘူးအဲ့ဒါမို့နာကြည့်ချင်းဆိုတာကတို့အသက်ရှင်ဖို့လိုအပ်တယ်အခုကျွန်တော်တို့သမီးတွေပါလေစားတဲ့အခါနာကျင်နေတာကျွန်တော်တို့စာခုဆိုရင်ရှိတော့ကျွန်တော်တို့မျိုးချမစာမျိုးချပြီးတော့ဘာကြောင့်လဲဆိုရင်နာကျင်မရှိဘူးဆိုရင်အဲ့လိုဖြစ်တယ်ဒါပေမဲ့အဲ့ဒီနာကျင်ခြင်းကကျွန်တော်တို့အသက်ရှင်ဖို့အတွက်ဘာဝတိုင်နှံစင်းပါဘုရားသခင်ကအဲ့ဒီဘာဝကိုကျွန်တော်တို့သိနေတယ်အဲ့တော့ကျွန်တော်တို့ကလောကမှာနေပြီးနာကျင်ရမယ်နာကျင်ပြီးခံစားရမယ်။ဘာကြောင့်အသက်ရှင်ဖို့ဖြစ်တယ်။တို့ရဟန္တာဘဝမှာတို့ကြည့်ရအေးစီးတဲ့နေပြီးရဟန္တာဖြစ်လို့မရဖြစ်သွားတယ်လို့မရှိဘူး။တို့နာကျင်ရဓမ္မဟောင်းကျမ်းမှာဆိုရင်အသက်ခံရကောင်းချက်ခံရခြေသေးတာကျွေးခံရအစာငါတပတ်လောက်တရက်လောက်ထားပြီးအစာငါထားတဲ့တရိစ္ဆာန်တွေကြားမှာပြစ်ချခံရစီဝူးထဲမှာထည့်ချင်းခံရအဲ့မှာသူနာကျင်တယ်ဒါပေမဲ့သူနာကျင်ခြင်းကိုခံစားတဲ့အခါမှာကျွန်တော်ခံစားနည်းကကျွန်တော်တို့ကိုခွဲခြားလိုက်အဲ့မှာဘယ်လိုခံစားလဲဖိစက်ခြင်းနဲ့ခံစားရတယ်ကျွန်တော်တို့ကလက်ပြလေးကောင်းနေတယ်အခါလူတယောက်ကလက်ရဖြစ်လာတဲ့ကိုယ်ဝင်လေးတွေတွေ့ရင်အပြင်မှာတွေ့လေကိုယ်ကြီးလက်ရဖြစ်လာတနည်းအဲ့ကောင်လေးသူကအဲ့ကောင်လေးထိုင်ကြည့်ဒီကိုယ်ဝင်ဘာဖြစ်လာတော့ထိုင်ကြည့်နဲ့တရားနည်းကျတော့ကိုယ်ကြီးကဘာမှမထူးခြားဘူးနောက်တစ်ပတ်လောက်ကြာလာအဲ့ကိုယ်ဝင်လေးကအပေါက်လေးတော့ပေါက်လာပေါက်တီးတီးအဲ့ဒါကတော့အောင်လေးတော့ဘောက်တော့တွေ့ဘာဖြစ်လို့ထိုင်ကြည့်သူထိုင်ကြည့်နေမှာအဲ့ကိုလေးကရုံးကန်တဲ့ຢာကိုတွေ့ရကိုလေးအားလုံးအမေအပေါင်းကြီးကျင်းလာအားလုံးသူထိုင်ကြည့်တယ်တရားလေးရထိုင်ကြည့်တယ်နောက်ပိုင်းကိုလေးမလုပ်တော့အဲ့တော့ကိုလေးမလုပ်တဲ့ကမှာသူကကိုလေးမလုပ်တော့ပါဘူးသူအထဲကအခုညာဖြစ်မလားဆိုပြီးငါကဲလာတော့တက်ကြီးယူတော့ကိုယ့်ရဲ့အောက်လေးကိုချက်ပြီးသူချက်ပြီးတော့ထိုင်ကြည့်တယ်ခဏကြောင်အဲ့ဒီမှာလှုပ်ရှားပြီးတော့အဲ့သူချက်ပြီးအပေါက်ကပြီးတော့အကောင်လေးတောင်ဖတ်လာအကောင်ညာလေးကရှုပ်သွားနေတဲ့ခန္ဓာကိုယ်ရစီစိတ်နဲ့ပြည့်နေတဲ့ခန္ဓာကိုယ်ရဲ့လက်ပြလေးတောင်ဖတ်လာအကောင်လေးကရှုပ်သွားအဲ့ဒီမှာအကောင်လေးတော့ထွက်လာတယ်ဘာဆက်ကြည့်လို့သူပဲချင်းပြန်လို့သူဆက်ဆောက်ကြည့်တပတ်နှစ်ပတ်သုံးပတ်ကြာအဲ့လက်ပြလေးအကောင်ညာရှုပ်လို့ပဲအကောင်တော်ကြီးရှိအခုသူ့ရဲ့လက်ပြလေးခန္ဓာကိုယ်ကကြာတော့အကြီးပဲခန္ဓာကိုယ်ရဖြစ်နေအဲ့တော့လက်ပြလေးကပြန်တယ်လို့ကလုံးဝမရရှိလိုက်သူကကူညီဖို့အတွက်စဉ်းစားတယ်လက်ပြလေးဘာဖြစ်မလို့အပေါက်ကိုချက်ပြီးတော့စဉ်းစားတယ်ဒါပေမဲ့အဲ့လက်ပြလေးဘာဝသူကမသိလက်ပြလေးရဲ့ဘာဝဆိုအဲမှာရုံးကန်ဒီမှာရှိအစီကိုကြာတော့တဲ့ရုံးကန်အားနဲ့အကောင်ညာအားတွေစိုက်တဲ့မှာထွက်လာတဲ့အခါမှာအကောင်ညာတွေကကြီးထွားပြီးတော့ခန္ဓာကိုယ်ကအစီကျတော့ထွက်လာတဲ့အခါမှာပြန်တန်းနိုင်ဆိုတာရှိတယ်ဆိုတဲ့ဘာဝကိုသူမသိလိုက်ဘယ်ရတဲ့သာသီကောင်းပိတချင်
ကျွန်တော်ကအမြင့်ကိုပြရမယ်ဒီလောကီနေရာမှာဆက်နေရဆိုရင်ကျွန်တော်တို့ရဲ့ဂုံတိတ်ခါခုနတင်မောကုန်းမောတင်ချတယ်လို့ပဲဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဂုံတိတ်ခါဘုရားသားပြီးဘုရားကိုယ်တိုင်ခံစင်တာလည်းဖြစ်တယ်အဲ့တော့ဘုရားဂုံတိတ်ခါကျွန်တော်တို့ရှိဖို့ရှိရတယ်အဲ့တော့ဘုရားရဲ့ဂုံတိတ်ခါဆိုတာအမြင့်ကိုပဲရှိရတယ်ကောင်းတဲ့နိုင်ငံတော်ကိုမျှော်ဖို့ရတယ်အဲ့တော့ကျွန်တော်တို့ဘဝမှာခုနတင်မောလို့ကုန်းပေါ်မှာဆက်နေပါလားလောကီမှာလည်းဆက်နေပါလားကောင်းကင်ကိုမျှော်ကြည့်ပါလားဒါကြောင့်ကျွန်တော်တို့ဘဝမှာအမြဲတမ်းခွဲခြားသိမြင်ပြီးတော့ကျွန်တော်တို့တွေဘုရားရဲ့ဂုဏ်သိက္ခာကိုပိုင်ဆိုင်ပြီးအဲ့ဂုဏ်သိက္ခာရဲ့ညီများတဲ့နေရာကောင်းကင်နိုင်ငံတော်ကိုကျွန်တော်တို့ရောက်ဖို့ဘဝမှာကြိုးစားအသက်ရှင်သွားကြမှာဖြစ်ပါတယ်ဒီနေ့ကျမ်းစာထဲမှာတပည့်တော်ကြီးတွေအဲ့လိုကြိုးစားတဲ့အခါမှာကျွန်တော်တို့တစ်ခါတလေလမ်းလွဲသွားကြတယ်ငါဘုရားတရားကြီးရှိပါလားတော်တော်ကြိုးစားပါလားဘုရားเจ้าမှာကတော်တော်လုံးနိုင်ပါလားတပည့်တော်ကြီးတွေအခွင့်အာဏာပေးပြီးနှဆိုးရနေတော့အာဏာပေးတဲ့ကမှာပြန်လာတဲ့ကမှာဟာကိုရောနာမှာတပည့်တော်နှဆိုးရနေဆိုးလိုက်တာကိုကအကုန်လုံးနားခံတယ်အခုထွက်သွားကြတယ်အဲ့တော့တခင်ကတော့သူတို့နာမှာရောက်တော့မှတိလို့ဘယ်လိုပြောလိုက်လဲမင်းတို့ငါနာမှာနဲ့နှဆိုးကိုနေထုတ်နိုင်ခြင်းကြောင့်ဝမ်းမြောက်နေကြတယ်မင်းတို့ရဲ့နာမည်တွေကောင်းတဲ့နိုင်ငံတော်မှာရေးမှတ်ထားခြင်းကြောင့်သာလေဝမ်းမြောက်ကြတော့ဆိုပြီးဒီနေ့ကျမ်းစာမှာဖတ်ရတယ်ဒါကြောင့်ကျွန်တော်တို့ကကယ်တင်ခြင်းခံရလို့ဝမ်းမြောက်ရတယ်လောကမှာကောင်းတဲ့အရာတွေလုံးဆောင်ခြင်းကြောင့်ကိုယ်ဘဝင်မမြင်မဲနဲ့ကျွန်တော်တို့တွေနှိမ့်ချခြင်းပါပြီးအားဖြင့်ကျွန်တော်တို့တွေကောင်းတဲ့နိုင်ငံတော်မှာနာမည်တစ်ခုကိုယ်နာမည်တစ်ခုရေးမှတ်နိုင်အောင်ကျွန်တော်တို့ဘဝမှာကြိုးစားသက်ရှင်ကြဆို